Okay မင်္ဂလာပါ Namaste ပါခုဒီနေ့မှာက Helen ပေါ့နော်ခု webcam ပြန်လာပါပြီပြန်လာတာကိုအမတ်တရားနေနဲ့ live လုပ်လိုက်ပါတယ်အဲဆိုတော့အခုက Helen ဘေးကနေလွှတ်နေရလဲဆိုရင်ဒါကို UAE နိုင်ငံဒူဘိုင်းကနေပေါ့နော်အဲဆိုတဲ့ခါကျတော့စိတ်တွေလည်းလှုပ်ရှားတယ်ပေါ့နော်ပြန်လာခွင့်ရပြီးတော့ဒါကိုလုပ်ခွင့်ရတဲ့အတွက်ဒါ live မှာကြည့်ရှုနေတဲ့သူတွေရောဒါ replay အနေနဲ့ပြန်ကြည့်ရှုနေတဲ့သူတွေကHelen ကပြည်တော်မှာဖြစ်ပါတယ်အဲဆိုတော့ Helen က post တင်ထားရမှာpost တင်ထားတဲ့အခါမှာဒီမှာကဘာအတွက်လဲဆိုတော့ဒီမှာmessenger ပေါ့နော်ဒီဥစ္စာလေးမှာ messenger က elemental reading ဖြစ်တဲ့အဲ့မှာပုံ1ရှိတယ်2ရှိတယ်3ရှိတယ်ပေါ့နော်အဲဆိုဒီမှာက1 2 3အဲ့မှာဒါမိတ်ဆွေတို့က energy ကြိုက်တဲ့ဥစ္စာလေးနဲ့အဲ့ဥစ္စာလေးကိုဒါဖတ်ပေးမှဖြစ်ပါတယ်ပေါ့နော်ဒါမိတ်ဆွေတို့ကဒီပုံမရွေးခင်မှာမိမိနဲ့ energy ကြိုက်တဲ့ဥစ္စာလေးကိုစိတ်ထဲမှာအသက်ကလေးကိုဝအောင်ရှူငြိမ်သက်ပြီးတဲ့ခါကျတော့မိမိကိုယ်တိုင်ဒါကိုenergy ကြိုက်တဲ့ပုံကိုရွေးချယ်ပေါ့နော်ပို့ပြီးတော့ထိရောက်မှန်ကန်တဲ့ message တွေကိုရအောင်လို့ဖြစ်ပါတယ်အဲဆိုဒီမှာနေ့ဒါရွေးပြီးသွားပြီဆိုရင် Helen နဲ့ဖတ်ပြီးမယ်ပေါ့နော် Helen လည်းဒီမှာပုံလေးကိုရွေးထားပါတယ်ပုံလေးလဲဆိုတော့နောက်မှပဲအဖြစ်နောက်ဆုံးမှပဲပြောတော့မှာပေါ့နော် Okay အဲဆိုတော့အခုကဒီမှာ Oracle Cat ကို Helen Cat ဓာတ်နှစ်ခုဆွဲထားတယ်ပေါ့နော်ဒီ Cat ရဲ့နှစ်ခုပေါ့နော်အဲဆိုတော့ခုဒီ Cat နဲ့ချိုးလိုက်မှာပေါ့နော်ဒါ Rose Cat Oracle ဒါ Helen ရဲ့ပထမဆုံးဆရာမစီမတင်ကြတဲ့ Cat လေးပေါ့နော်အခုက tick ကိုဖတ်ပေးမယ်ဒါ messenger ဆိုတော့ဘယ်ဥစ္စာကိုပေးမယ်ဆိုတာထက်ဒါ universe ကနေဒါ guide ပေးတဲ့ message ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါပေးသွားမှာဖြစ်ပါတယ်အဲဆိုတော့မိတ်ဆွေအနေနဲ့ဒီဥစ္စာကိုကိုအတွက်ဒါလိုပြောလို့ဒါ guidance ဖြစ်စေတဲ့ဒါလမ်းညွှန်မှုတစ်ခုပေါ့နော်အဲကောင်းတာဆိုရင်ယူပြီးတော့မကောင်းတာဆိုရင်ဒါမိတ်ဆွေကသတိထားစရာနဲ့စင်ကြင်ပြီးလို့ရတယ်ပေါ့နော်အဲ့လိုပဲယူရပါတယ် okay နော်အဲဆိုတော့လန်ဒီမှာကတ်ချိုးထားတယ် okay နော် yes okay အဲ့တော့ so 1 2 3ပေါ့နော်အဲ့တော့1 2 3ကို Helen က Oracle Tarot Reading ကနေကတ်ချိုးပေးမှာဖြစ်ပါတယ်တက်တစ်ခုကိုနှစ်ခုစီရွေးထားတယ်ပေါ့နော်3ရွေးထားပြီးတော့ကတ်တွေကိုပြပေးမယ်ဆိုရင်ကဘယ်လိုပြပေးရမလဲနော်Mia, no? Okay, ရှင်ကြီးအဲဆိုဒီမှာကညာအဲဆိုဒီလိုတိတ်လိုက်ပါအဲဆိုတော့1 2 3လို့ပဲပြောထားလိုက်ပေါ့နော်အဲ့ဒါပိုကောင်းပါလေအဲဆို1 2 3ရဲ့ကြိုက်တာကိုရွေးထားပေါ့နော် As you like you can choose number 1 number 2 number 3 for Oracle Tarot reading so now I'm doing for reading maybe English and I will do the English also the Burmese as well so you can understand also that I will try to also English as well to be share the other people also
Okay, so now I'm also this is Oracle Tarot Oracle card. Okay, so now I will reading for this is I will show you. You can choose my Oracle Tarot AAA, and you can choose this is for number 1 and number 2 and number 3. So and this image is like aligned with your energy, and you can pick out one picture. As a after you choose for the 3 pictures, so you can choose one picture, right? So now I will read it for you. Okay, so this is for number 1, and this is the card number 2, and this is for card number 3 as well. Okay, so now which picture you choose, you can see my Oracle Tarot 88, the like. Okay, so now I will read it for the number 1. Okay, ဟိုကနံပါတ်1ကိုဖတ်ပြတော့မှာဖြစ်ပါတယ်အဲဆိုနံပါတ်1ကိုဖတ်ပြတော့မှာဖြစ်တဲ့အတွက်ကိုဒါဖတ်ကြည့်လိုက်ရအောင်နော် Okay, so this is the messenger. It's unlimited reading, right? အချိန်တိုင်းမှာဒါပြန်ဖတ်လို့ရတယ်ပေါ့နော်အဲဆိုတော့အဲ့ဥစ္စာလေးကိုဒါဖတ်ပြတော့မှာဖြစ်ပါတယ်အချိန်တိုင်းမှာပြန်ဖတ်လို့ရတဲ့အတွက်ဒီကကျတော့ဒီခက်ကဒါလေးခက်ကြရပေါ့နော် Now it says there's forget. I will read it the message for you if you choose number 1 for the messenger. So ကနမတစ်ကိုရေးထားတဲ့သူတွေအတွက်ကတော့ if you choose the number 1, so now I see the message. It's like even though that you are enjoying your life, but even though you have work, အလုပ်တွေအများကြီးလုပ်တယ်အလုပ်တွေအများကြီးစူးစမ်းတယ်ဒါပေမဲ့ဒီ6တွေ့နေလို့ခံစားနေရတယ်ပေါ့နော်6တွေ့နေအရာ energy ကုန်ခန်းနေတယ်ဘယ်လောက်ပဲပတ်သက်ရှိeven though if you have a lot of work, a lot of money, but you're not satisfying your life, so it means like you have something is lack in your life, so you're not satisfying your life, you're not enough for your life. အဲဆိုတော့ဒီကိုယ့်ရဲ့ဘဝကိုကိုယ်က enjoy ဖြစ်မနေဘူးမိကိုထိုက်တယ်နဲ့လို့လေမတွေ့ထားဘူးပေါ့နော် so you feel like you're not deserved for at the moment, you need something, so now အဲ့လိုမျိုးဖြစ်နေတဲ့အတွက်ဘယ်လိုပြောလဲအပေါ်ယံကပြည့်စုံပြီးတော့ဒီအထဲထဲမှာပေါ့နော်တခုခုလေးဟာနေတဲ့ပုံစံမျိုးဖြစ်နေရပါတော့အဲဆိုတော့ဘယ်လိုပြောမလဲ so because you know when someone say to you in the outside, so you look perfect, I mean like a maker, right? So when you prepare the maker, your face looks good, but actually and then inside in a soul you have something needed. So now even though if you have a successful career or successful work or business, whatever, but you need something. That's why you need to ask your ancestor and angel. Also, ကိုယ့်ရဲ့ဒီအဆောင်ရှောက်တွေကိုယ့်ရဲ့ဒီဘိုးဘွားပြည်တွေကိုတခုခုမေးဖို့ဒါမိတ်ဆွေတွေလည်းလိုအပ်တယ်ပေါ့နော်ဒီအဲ့ဆိုတဲ့ခါကျတော့ဟုတ်ခါလေးညအိတ်တဲ့ခါမှာ when you sleep at night ပေါ့နော် you feel like you're not enough sleep. You feel like something in your dream, you have some kind of bad dream in your life. It's like every morning when you wake up, you feel like you're not enough. So, hello, nya yauk the khar dai ma, ai set the khar dai ma, ai mo wa po no. အဲ့ဆိုတဲ့ခါကျတော့အဲ့လိုမျိုးခန္ဓာတွေဒါဖြစ်ပေါ်လာနေတဲ့ဖြစ်ပေါ့နော်နာနေတဲ့အတွက်ကိုနာယူဖို့လိုရပေါ့နော်အဲ့တော့ဒါက
မိတ်ဆွေနဲ့အကျိုးပေးတဲ့ဟာမျိုးကပေါ့နော်မိတ်ဆွေကရေနဲ့အကျိုးပေးတယ် now you are so if you need the healing you need to go you need the water right so water like a cleansing so and then the like a you know around you will see the lake or you will go to the beach or whatever you do the beach just cleansing your energy and also the like a you know it's like a cleansing in the whole body like a golden opportunity when you receive it and then you feel like you are very independent as well mimi ko ko lala ne id you chore kama phi when you take a bath and you feel like you're releasing your negative energy negative flow and blockage depression and everything အဲ့လိုစိတ်ရေချိုးလိုက်တဲ့အခါမှာကိုယ်တိုင်စိတ်ညစ်တာတွေရောပင်ပန်းနေတဲ့ဥစ္စာတွေအားလုံးကိုလေ release လုပ်လိုက်ပါပေါ့နော်အဲ့ဆိုတော့ဒီမှာပြီးတော့ as me first okay and also like you know so now at the moment you will see the support from the NC being NC health as well the number 1က number 1ကမိတ်ဆွေအနေနဲ့ကဒါအကူညီရမယ်ပေါ့နော်အခုအတွက်ဒီမမြင်ရတဲ့ ancestor တွေမမြင်ရတဲ့ community ကနေ support ရမယ်အဲ့လို support ရတဲ့အတွက်ကိုကိုယ်တိုင်ကနေပြောလာမယ်ပေါ့နော်အဲ့ဆိုတော့အဲ့တော့နေပြောလာမယ်ဖြစ်တဲ့အတွက်ကိုမိတ်ဆွေအနေနဲ့ကလေးလေးနက်နက်ပေါ့နော်ယုံယုံကြည်ကြည်ဒီ manifest လုပ်ဖို့လိုတယ်ဆူတောင်းဖို့လိုတယ်praying as depends on your religion or praying like you make a wish and this wish is coming from your heart ပေါ့နော်စိတ်ထဲနေလာတဲ့ဆူတောင်းတဲ့စကားတွေကိုတိတိကျကျလေးလေးနက်နက်ကိုယ်ကိုဆောက်ရှောက်ရဆောက်ရှောက်တဲ့ angel တွေကိုတောင်းဆိုလို့ရပါတယ်ပေါ့နော်တောင်းဆိုရဆိုရင်သူတို့ကဖြည့်ဆည်းပေးဖို့အဆင်သင့်ပဲဖြစ်နေပါတယ်တဲ့ဟုတ်ကဲ့ယုံကြည်ကြည်ဆူတောင်းပါတဲ့နောက်ပြီးတော့ you need to be make careful for your neck area it will be like through pain and လေချောင်းနာတာတွေချောင်းဆိုးချက်တာတွေဒါတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဆိုခါကြတော့အဲ့ဆိုဒါလေးကိုဒါ number 1အတွက်ဖတ်ပြလိုက်ဖြစ်ပါတယ်so I will read it again number 2 so now this live video I will end I will be upload again because when I submitted the video the whole live it will be take time right okay so see you next